မြန်မာပြည်သူတွေအများဒေတာမှာဒီဇီးတီလာတော့မသိဘူးပေါ့နော်ဒါပေမဲ့သူတို့ရောင်းတဲ့ဟာတွေမှာကြည်ဇီးတီနော်အဲဇီးတီနော်ကျမတို့ဝယ်စားနေပါတာလို့စီဘူးတစ်လုံးဆိုရင်တစ်ချက်တို့အခုဆိုလို့ရှိရင်နိုးစီဘူးတစ်ဘူး1000ပေးရတယ်အရင်ကတော့နိုးစီဘူးတစ်ဘူးတစ်ချက်ပဲအခုတော့နိုးစီအခုတရုတ်ပြည်ကဒီလိုအထုပ်ကလေးနဲ့ပက်ကင်လှလှလေးနဲ့လေအဲ့လေးနဲ့အထုပ်ပက်ကင်တစ်ထုပ်8000ပေးရတယ်ဟာဇီးတီလေးကိုဘယ်လိုလုပ်ထားရလဲဆိုတော့ဒီတကြားလေးနဲ့ဒီတကြားလေးနဲ့ပေါင်းထားတာကြာ8000ပေးရတယ်နော်အဲကျွန်တော်တို့အညာဒေတာမှာဆိုဇီးတီဇီးပင်အောက်ကောက်စားဇီးပင်ကိုခါစားဇီးပင်ကိုတကျူနဲ့ချူစားသူတို့ကအဲ့လိုလုပ်တာပက်ကင်လေးတွေလှလှလေးတွေနော်ဒါဆိုလို့ရှိရင်ဗျာဒီလိုလေးနော်ဇီးတီလေးကိုမြင်ရတယ်နော်ဒါအမေပန်းဒီလေးရဲ့တွေ့ပန်းဒီလေးရဲ့ပန်းဒီအသေးလေးဟုတ်လားမဟုတ်လားမသိဘူးနော်အဲ့ဒါလေးကိုပေါင်းထားတာရေနွေးကအောက်မှာတတ်ဒီအပေါ်မှာဒီတကြားနဲ့အဲ့အတီးလေးတွေကိုနေထားလိုက်ပြီးတော့ဒီဟိုပေါင်းထားလိုက်တဲ့ခါကျတော့အဲ့ပေါင်းထားတဲ့အသားကဘယ်လိုဆိုကြည်သွားပြီးတော့ဒီနှုတ်သွားပြီးတော့ဒီချိုညာပေါ့နော်အဲ့ဒါ8000ပြရတယ်ခုကျမသမင်းစားပြီးဒီနေ့ဝေးချစ်ပါဝယ်လာဆိုစိတ်အုံနောက်ဝယ်လာတယ်နောက်ပြီးတော့ငရဟင်းတပွဲဝယ်လာတယ်ကန်ဒီနောက်ဝယ်လာတယ်နောက်ပြီးတော့ဘူးတီဟင်းကျူဝယ်လာတယ်နော်ကျမစားပြီးအခုကျမအခုဒါပန်းဒီအလုံးလေးကိုတကြားလေးနဲ့နေပြီးတော့အလုံးတိတိလေးကိုလေပေါင်းထားတာနော်စားကြမယ်ဟိကောင်းနော်